COVID-19 ထက်ပိုပြင်းထန်ပြီးတော့သေဆုံးနိုင်ခြေပိုများတယ်ဆိုတဲ့တစ်ကမ္ဘာလုံးကိုကရောဂါဆိုပြီးနောက်တစ်မျိုးအနေနဲ့ဖြစ်ပွားလာနိုင်ခြေရှိတယ်လို့ချိန်ချောက်လာတဲ့နီဘာဗိုင်းရပ်စ်ဆိုတာဘာလဲဘယ်ကနေစဖြစ်လဲဘာတွေကနေပြီးတော့ကူးစက်နိုင်လဲဘယ်လောက်ကြောက်စရာကောင်းလဲကူးစက်ခံရလို့ရှိရင်ဘာလက္ခဏာတွေပြလဲဘာတွေဖြစ်လာတတ်တာမို့လို့သေဆုံးနိုင်ခြေများရတာလဲဘယ်လိုကုသလို့ရလဲကုသလို့ရရဲ့လားမကူးစက်အောင်ဘယ်လိုကာကွယ်ရမလဲကာကွယ်ဆေးတွေရောရှိရဲ့လားစသဖြင့်ပေါ့နော်ကျွန်တော်မိတ်ဆွေများသိထားလို့ရအောင်သတိထားလို့ရအောင်ကြိုတင်ကာကွယ်ရှောင်ရှားနိုင်အောင်အတွက်အသေးစိတ်မျှဝေဆွေးနွေးပြသွားပါမယ်နော်ပထမဆုံးအနေနဲ့1999ခုနှစ်လောက်ကမလေးရှားနိုင်ငံနီဂရီဆမ်ဘီလန်ပြည်နယ်မှာရှိတဲ့စွန်ကိုင်းနီဘာဆိုတဲ့ရွာလေးတွေရွာကဝယ်မွေးမြူရေးခြံတစ်ချံမှာစတင်တွေ့ရှိခဲ့တဲ့တိရစ္ဆာန်တွေတစ်ဆင့်ကူးစက်တတ်တဲ့ပြင်းထန်တဲ့ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပါတယ်အဲ့ဒီကမလေးရှားမှာယောဂကူးစက်ဖြစ်ပွားတဲ့လူ265ယောက်မှာသေဆုံးလူက108ယောက်ရှိရဲယောဂကြောင့်သေဆုံးနိုင်ခြေ40%ရှိတယ်လို့ကျန်းမာရေးစစ်တမ်းများအရသိရပါတယ်ယောဂကူးစက်ဖြစ်ပွားတဲ့ပုံစံကတော့တိရစ္ဆာန်ကနေတစ်ဆင့်ကူးစက်ဖြစ်ပွားတဲ့ယောဂဆိုတဲ့အတိုင်းပဲအသီးစားတဲ့လင်းတို့တွေလင်းဆွဲတွေကအဲ့ဒီစုံငန်းဒီပါရွာကဝမ်မွေးမြူရေးချံအနီးနားမှာရှိတဲ့တစ်ပင်ကြီးတစ်ပင်မှာနားခိုကြပါတယ်တဲ့အဲ့ဒီလင်းတို့လင်းဆွဲတွေစားတဲ့တစ်သီးအနာတွေသူတို့ရဲ့စီးတွေကဝက်တွေရဲ့အစာခွက်တွေကိုအကြောင်းမျိုးမျိုးကြောင့်ရောက်တယ်အဲ့ဒီမတန်ရှင်းတဲ့အစာအစာတွေကိုဝက်တွေကစားမိပြီးတော့ဗိုင်းရပ်စ်စတင်ကူးစက်ခံရတယ်ပေါ့နော်အဲ့ဒီမှာထူးခြားတာအဲ့ဒီဗိုင်းရပ်စ်တွေကလင်းတို့တွေလင်းဆွဲတွေရဲ့ခန္ဓာကိုယ်ထဲမှာရှိနေပေမဲ့သူတို့တွေကိုကြတော့ယောဂမဖြစ်စေပါဘူးတဲ့သူတို့ကနေတစ်ဆင့်ပဲအဲ့လိုသူတို့စားပြီးသားအသီးအနာအပဲ့တွေသူတို့ရဲ့စီးတွေကျသွားတဲ့အစားအသောက်တွေဥပမာအခုအိန္ဒိယမှာဖြစ်သွားတယ်လို့ပေါ့နော်ထိုင်ရင်ခံတဲ့အခါမှာကျွန်တော်တို့ကထိုင်ရင်အိုတွေကိုအပင်ပေါ်မှာချိတ်ထားပြီးတော့ထိုင်ရင်ခံထားရတာဆိုတော့ညဘက်တွေမှာလင်းတို့လင်းဆွဲတွေကအဲ့ဒီထိုင်ရင်ခံထားတဲ့ထိုင်ရင်အိုကိုတောက်တာတို့စီးစွန်းတာတို့တွေလုပ်ကြပါတယ်အဲ့ဒီထိုင်ရင်အိုတွေကိုသူတို့ရဲ့သတွေတွေစီးတွေဝင်သွားတဲ့အခါမှာအဲ့ဒီထိုင်ရင်ကိုလူတွေကလည်းပင်ကြရေးဆိုပြီးတော့ဒီတိုင်းတောက်လိုက်မိရနေတစ်ဆင့်ဒီဗိုင်းရပ်စ်တစ်ဖန်ပြန်လဲဖြစ်ပေါ်ပြီးတော့အဲ့ဒီကူးစက်ခံရတဲ့လူတွေတစ်ဆင့်ကျန်းမာရေးဝန်ထမ်းတွေကိုဆက်လက်ကူးစက်ပြီးတော့အသက်ဆုံးရှုံးလိုက်ရတယ်ပေါ့ဗျာဒါကြောင့်ဒီဗိုင်းရပ်စ်ကဘယ်ကနေစဖြစ်တယ်လဲဆိုလို့ရှိရင်လင်းတို့လင်းဆွဲတွေကနေတစ်ဆင့်သူတို့ကြိုက်ထားတဲ့အသီးတွေကိုစားမိတဲ့အခါသူတို့ဆွန့်ထုတ်တဲ့စီးတွေအဆအဆတစ်ခုခုတွေကိုဝင်ရောက်ပြီးတော့လူတွေကပဲဖြစ်ဖြစ်တခြားသောအိမ်ဆန်တွေကပဲဖြစ်ဖြစ်စားမိသွားတဲ့အခါတွေမှာဒီဗိုင်းရပ်စ်ရောဂါစတင်ဖြစ်ပွားကူးစက်စေတာဖြစ်ပါတယ်ဒါကြောင့်ကြိုတင်ကာကွယ်ရေးအနေနဲ့အသီးတွေကိုစားတဲ့အခါမှာအနာစာပါသည်ဖြစ်စေမပါသည်ဖြစ်စေရေနဲ့တေချာစင်ကြအောင်ဆေးပြီးမှစားတော့ကြဖို့နဲ့ထိုင်ရီတောက်တဲ့အခါမှာလည်းအန်တယ်မဖြစ်အောင်ထိုင်ရီကိုပင်ကြရီတောက်ချင်တာတဲ့တေချာကျူချက်ပြီးတော့တောက်ပါကိုတောက်မဲ့ထိုင်ရီတို့ထန်တော်တို့ကိုတေချာစီးစစ်စေခြင်းနဲ့ပေါ့နော်တက်နိုင်လို့ရှိရင်တော့အခုလိုချိန်မှာမတောက်ကြပါနဲ့အောင်လို့ပဲမှာချင်ပါတယ်ဘာလို့လဲဆိုတော့မဖြစ်ရင်တော့ဘာမှမဖြစ်ဘူးနော်ဖြစ်သွားပြီဆိုလို့ရှိရင်သေဆုံးနိုင်ခြေက40%ကနေ85%ထိရှိတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကသတိပေးထုတ်ပြန်ထားတဲ့အတွက်သေဆုံးဖို့များတဲ့ယောဂဆိုကြီးတစ်မျိုးဖြစ်တာကြောင့်မလို့ကိုယ်နိုင်ငံမှာတော့မဖြစ်သေးဘူးကြောက်စရာမလိုသေးဘူးဆိုပြီးတော့ပေါ်ဆနေလို့မရပါဘူးเนาะဒီလိုစိုက်သတိထားဖို့ရယ်ကြိုတင်ပြင်ဆင်ကာကွယ်လို့ရအောင်ရယ်ဝေမျှဆွေးနွေးပေးနေတာဖြစ်ပါတယ်เนาะနောက်ထပ်ကူးစက်နိုင်ခြင်းတစ်မျိုးကလည်းမလေးရှားမှာတော့ကလင်းတို့တွေကနေတစ်ဆင့်ဝက်တွေကနေတစ်ဆင့်သူတို့အစာတွေစီးတွေဝမ်းတွေနဲ့တိုက်ရိုက်ထိတွေ့နေတဲ့ဝက်မိုးမြူတွေလုပ်သားတွေကိုထပ်မံကူးစက်ခံခဲ့ရတာပါအခုအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ဖြစ်စဉ်မှာတော့ဆေးရုံတက်လူနာကနေတစ်ဆင့်ကျန်းမာရေးဝန်ထမ်း2ဦးကိုကူးစက်သေဆုံးခဲ့တာဆိုတော့ဒိဋ္ဌာန်နေစီကနေပြီးတော့လဲကူးစက်နိုင်တဲ့အပြင်လူချင်းကူးစက်ဖို့အလားအလာတွေလည်းရှိနေပါပြီเนาะဒါပေမဲ့သူကတော့ COVID-19 တုန်းကလို့လေကနေတစ်ဆင့်ကူးစက်တတ်တဲ့ယောဂမျိုးမဟုတ်တာဖြစ်တဲ့အတွက်နည်းတော်သေးရလို့တော့ပြောရမယ်ပေါ့နော်ယောဂရှိသူတွေရဲ့စီးတွေသွေးတွေချွေးတွေသတွေးတွေမစင်တွေဓာတ်ရိုက်ထိတွေ့မှုရှိမှတာကူးစက်နိုင်တာဖြစ်တယ်ဆိုတဲ့အတွက်ကိုဗစ်လိုတော့ကူးစက်နှုန်းမမြန်ပေမဲ့ကူးစက်ခံရပြီဆိုရင်တော့ကိုဗစ်ထက်သေဆုံးနိုင်ခြေမြင့်တာကိုကြိုတင်ပြီးတော့ဆင်ញင်ကြဖို့ကာကွယ်ကြဖို့သတိပေးချင်ပါတယ်နော်ဒါဆိုရင်ကာကွယ်ရအောင်ကျွန်တော်တို့မှာကာကွယ်ဆေးထိုးလို့ရလားဆိုရင်စိတ်မကောင်းစရာပါပဲနီဘာဗိုင်းရပ်စ်အတွက်ကာကွယ်ဆေးရောကုသဆေးရောရဲ့လို့သိသက်မရှိသေးပါဘူးဒါပေမဲ့ကူးစက်ခံရလို့ရှိရင်တော့ဆေးရုံတွေမှာ Sputnik Care လို့ခေါ်တဲ့အသက်ကယ်ထောက်ပံ့ကုသမှုတွေပေးပြီးတော့တက်နိုင်နေများတော့ကဲတင်နိုင်ပါတယ်ဥပမာဖျားရင်အဖျားကြဆေးပေးတာအားနေရင်အားဆေးတွေ drip တွေပေးတာဟောတာအန်နာတွေများလို့ရှိရင်လိုအပ်တဲ့ဆေးပေးတာရေတက်ပြန်ဖြစ်ပေးတာမျိုးတွေနဲ့တက်လို့ရှိရင်လည်းအသက်ကြဆေးပေးတာတွေအဆုတ်ဆိုင်ရာယောဂတွေအတွက်ဆိုလို့ရှိရင်လည်းလိုအပ်လို့ရှိရင်အောက်ဆီဂျင်ပေးတာတွေအသက်ရှူစက်တက်ပေးတာမျိုးတွေကူညီပေးနိုင်မှာဖြစ်ပါတယ်ဒီလို Sputnik ကောင်းကောင်းပေးနိုင်လို့ရှိရင်လည်းလူနာရဲ့ခန္ဓာကိုယ်မှာရှိတဲ့ခုခံအားစနစ်ကယောဂကိုပြန်လည်တိုက်ထုတ်နိုင်တဲ့အခြေအနေတစ်ခုထိထောက်ပံ့ကူညီပေးနိုင်ရရောက်ပါတယ်ဒီနီဘာဗိုင်းရပ်စ်ကိုကုသဖို့ဆေးမရှိသေးဘူးဆိုပေမဲ့လည်းအဲ့လိုစောသိလိုက်ပြီးတော့စောဆေးရုံမှာပြုစုကုသမှုခံယူနိုင်ခဲ့လို့ရှိရင်လည်းအသက်ရှင်နိုင်ခြေပိုပြီးတော့များလာနိုင်တယ်ပေါ့နော်ဆိုတော့ဒီနီဘာဗိုင်းရပ်စ်ကကူးစက်ခံရပြီဆိုလို့ရှိရင်ဘယ်လိုလက္ခဏာတွေပြတတ်လဲဆိုတာကိုစကြရအောင်နီဘာဗိုင်းရပ်စ်ကပထမအဆင့်ယောဂလက္ခဏာတွေအနေနဲ့ဖြစ်ပြီဆိုလို့ရှိရင်ချက်ချင်းယောဂလက္ခဏာမပြတတ်ပါဘူးတဲ့၄ရက်ကနေပြီးတော့တစ်လလောက်ကြာမှသာယောဂလက္ခဏာစပြတတ်တယ်လို့လေ့လာတွေ့ရှိချက်များအရသိရှိရပါတယ်အဲ့ဒါလည်းတော်တော်ဆိုးရနော်ပိုးရှိနေရဲ့နဲ့ဘာမှမဖြစ်သလိုပဲယောဂလက္ခဏာလည်းမပြတော့ဘာမှမသိလိုက်ခင်မှာပဲတခြားသူတွေက အလွယ်တကူထိတွေ့ကူးစက်စေနိုင်တာဖြစ်တဲ့အတွက်
တော်တော်သတိထားရမယ့်သဘောရှိပါတယ်ပြရတဲ့လက္ခဏာတွေကြတော့လည်းအဆင့်နှစ်ဆင့်ရှိပါတယ်ဒါမဲ့လက္ခဏာအဆင့်မှာကြတော့လည်းတုပ်ကွေးပြင်းပြင်းဖျားတဲ့လက္ခဏာတွေနဲ့အဆင့်တူနေပြန်ပါတယ်စဖြစ်ဖြစ်ချင်းတုပ်ကွေးလိုဖျားမယ်ခေါင်းတွေကိုက်မယ်လက်ချောင်းတွေနာမယ်ကိုယ်လက်တွေကြွသားတွေနာကျင်ကိုက်ခဲနေမယ်ပြို့တာအန်တာတွေဖြစ်မယ်ဆိုတော့မသိလို့ရှိရင်ရိုးရိုးတုပ်ကွေးမိနေတယ်လို့မျိုးဖြစ်နေတာပေါ့နော်အဲ့လိုရိုးရိုးတုပ်ကွေးနဲ့ဆင်တူနေတော့တာမန်ယာရီတုပ်ကွေးများလားသွေးလွန်တုပ်ကွေးများဖြစ်နေပြီလားကိုဗစ်များဖြစ်နေရလားဆိုပြီးတော့ထင်အောင်ထင်မှားဖြစ်စေတာဆိုတော့လူနာတွေကလည်းစိတ်ထိုးလိုက်စိတ်တောက်လိုက်လို့ရှိရင်ပျောက်သွားမှာပါဆိုပြီးတော့ပေါ့ဆက်ဆာနဲ့နေမိတတ်ကြတော့မှာပေါ့နော်အဲ့ဒါပြီးတော့မှအန်ရရှိတဲ့အဆင့်လက္ခဏာတွေအနေနဲ့နီဗာဗိုင်းရပ်စ်တွေဟာသွေးကြောတွေကနေတစ်ဆင့်အုံနောက်ထဲကိုဝင်ပြီးတော့ acute encephalitis လို့ခေါ်တဲ့ရုတ်တရက်အုံနောက်ရောင်တဲ့ယောဂဖြစ်စေပြီးတော့လက္ခဏာတွေအနေနဲ့မူးဝေတာတွေမှိန်လာတာတွေနှုတ်ရခက်လောင်အိတ်ချင်လာတာတွေမှညံနေရှုပ်ထွေးပြီးတော့ပြောတာဆိုတာတွေလွဲနေရတွေဖြစ်လာပါမယ်အဲ့ဒါနေပြီးတော့တက်တာတွေအထိပါဖြစ်လာပြီးတော့နောက်ဆုံးသတိလက်တဲ့အခြေအနေအထိပါဖြစ်စေတတ်ပါတယ်အဲ့ဒီအခြေအနေတွေမှာပို့ပြီးတော့သတိထားစေချင်တာကတော့အဲ့လိုပြင်းထန်တဲ့လက္ခဏာတွေပြလာတဲ့အချိန်မှာယောဂအခြေအနေက7နာရီကနေ24နာရီအတွင်းနေမယ်အရင်မြင်မြန်ဆန်ဆန်ပြောင်းလဲတတ်ပြီးတော့လူနာကိုကိုမားလို့ခေါ်တဲ့သတိမေ့မြော့သွားတဲ့အထိဖြစ်စေတတ်တာမို့လို့အုံနောက်ပိုးဝင်တဲ့လက္ခဏာတွေပြပြီးဆိုတာနဲ့မိတ်နေတာနေမှာပါဆိုပြီးတော့အိမ်မှာရင်စောင့်ကြည့်ကုသနေရတဲ့နီးစပ်ရာဆေးရုံကိုတွားရောက်ကုသမှုခံယူသင့်ပါတယ်နော်အခုလက်တလောမှာလည်းကျွန်တော်တို့အိန္ဒိယနိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံရဲ့အနောက်ဘင်္ဂလားပြည်နယ်ဗရတ်ဆက်မြို့ရဲ့ပုဂ္ဂလိကဆေးရုံတွေမှာကူးစက်မှုအသစ်တစ်ခုအနေနဲ့ပြန်လည်စစ်ဆေးတွေ့ရှိပိုးတွေထားပြီးတော့လူပေါင်း120ကျော်ကိုစောင့်ကြည့်စစ်ဆေးနေခဲ့ပေမဲ့နောက်ထပ်ထပ်မံကူးစက်မှုကတော့အခုထိမတွေ့ရသေးပါဘူးလို့ဆိုပါတယ်။ဘာပဲဖြစ်ဖြစ်ဘေးမှာဖြစ်နေပြီဆိုတော့ကိုယ့်အိမ်ကိုလည်းရောက်လာနိုင်ခြင်းရှိတာဖြစ်တဲ့အတွက်ကာကွယ်ဖို့အနေနဲ့ဆိုလို့ရှိရင်ဘယ်လိုကူးတတ်တယ်ဆိုတာလည်းသိနေကြပြီဆိုတော့နံပါတ်1အနေနဲ့လိမ့်ဆန်တွေကိုမကူအောင်ကာကွယ်မယ်။အဓိကကတော့လင်းတို့လင်းဆွဲတွေရှိတဲ့နေရာတွေကိုရှောင်ရမယ်။မလိုအပ်ဖက်နဲ့အဲ့ဒီလင်းတို့လင်းဆွဲတွေပေါ်တဲ့များတဲ့နေရာကိုမသွားပါနဲ့။သွားခဲ့လို့ရှိရင်လည်းအဲ့ဒီဝိညာဉ်ကအသီးအနာအစာတွေကိုရှောင်ရပါမယ်။အသီးကောင်းလေးဆိုလို့ရှိရင်လည်းဒီချာတန့်စင်အောင်စီကြောပြီးမှစားသင့်ပါတယ်စားကြပါမယ်နော်။အဲ့ဒီဝိညာဉ်ကအစားအစာတွေကိုလည်းတေချာတန်ရှင်းစီကြောကျူချက်ပြီးမှစားကြပါမယ်ပြီးတော့ကိုယ့်ဘဝဝိညာဉ်ကိုလည်းလင်းတို့လင်းဆွဲတွေမလာနိုင်အောင်မထိတွေ့နိုင်အောင်စီမံထားသင့်ပါတယ်နော်နံပါတ်2အနေနဲ့အစားအသောက်တွေအသီးနှံတွေကိုမကူးစက်အောင်ကာကွယ်ရမယ်ပေါ့နော်အဓိကကတော့အထမ်းရည်တွေကိုသတိထားစေချင်ပြီးတောက်လုံးပါအိမ်ကအစားအသောက်တွေကိုလည်းတန်ရှင်းအောင်တေချာချက်ပြုတ်ဖုံးအုပ်ထားပါအသီးနှံတွေကိုစားတော့မယ်ဆိုလို့ရှိရင်လည်းစနစ်တကျတေချာစီကြောပြီးမှစားတော့ကြပါမြေကြီးပေါ်ကိုကျွေးကြနေတဲ့အသီးတွေရောတက်ကရတွေလင်းတို့ကရတွေပါနေတဲ့အသီးနာစာတွေကိုလှီးထုတ်ပြီးတော့စားတာမျိုးတွေရှောင်ကျင်ပါအသီးကောင်းတာကိုပဲရွေးချယ်ပြီးတော့တန့်စင်အောင်စီကြောပြီးမှစားတော့ကြပါလို့အကြံပြုလိုက်ပါတယ်နောက်နံပါတ်3ကတော့လူအချင်းချင်းမကူအောင်ကာကွယ်ကြရမယ်ပေါ့နော်ဒါကလည်းကိုဗစ်မှာတော့လုပ်ခဲ့ကြသလိုပါပဲ universal precaution ပေါ့နော်လူစုလူဝေးတက်နိုင်တဲ့များရှောင်ရမယ်လက်ကိုဆက်ပြားနဲ့မကြာခဏစီကြောရမယ်အိမ်မှာဖျားရနားတဲ့သူတွေရှိလို့ရှိရင်တတိထားပြီးတော့ပြုစုရမယ်သူ့ရဲ့အသုံးဆောင်တွေအဝတ်စားတွေချွေးတွေတတွေးတွေတလိပ်တွေစီးတွေကိုထိုင်ရိုက်မထိတွေ့မိအောင်တတိထားကြည့်ဆက်ရပါမယ်နော်ဒါဆိုလို့ရှိရင်ဒီနီဘာဗိုင်းရပ်စ်ရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့အားလုံးလည်းစုံသွားပါပြီအချင်းချင်းအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်နီဘာဗိုင်းရပ်စ်ကလင်းတို့လင်းဆွဲတွေစီကနေစတင်ကူးစက်တယ်ကူးစက်ခံရလို့ရှိရင်လည်းအုံနောက်ကိုဖျက်ဆီးတယ်လို့အသက်အန္တရာယ်ကြီးမားပါတယ်ကာကွယ်ဆေးတွေကုသဆေးတွေလည်းမရှိသေးပါဘူးဒါကြောင့်တကိုယ်တန်ရှင်းရေးတွေအစားအစာတန်ရှင်းရေးနဲ့တိရစ္ဆာန်တွေကိုကင်တွယ်ကျွေးမွေးတဲ့အခါမှာသတိထားပြီးတော့ကင်တွယ်ကျွေးမွေးပြီးတော့ကူးစက်နိုင်ခြေရှိတဲ့အစားအသောက်တွေကိုရှောင်ပြီးတော့လူအချင်းချင်းမကူးစက်အောင်လည်းသတိထားကြရပါမယ်နော်ပြီးတော့နောက်ထပ်မှကျင်တာလေးတစ်ခုကတော့ကျန်းမာရေးပညာပေးတွေဟာသတိထားလို့ရအောင်ကြိုတင်ကာကွယ်လို့ရအောင်ကြိုတင်ကာကွယ်တတ်အောင်ပြောပြဆွေးနွေးပေးနေတာဖြစ်တဲ့အတွက်မကြောက်ကြပါနဲ့နော်မကြောက်ကြနဲ့ဆိုလို့လည်းဘာမှမဖြစ်ပါဘူးဆိုပြီးတော့လည်းမပေါ်ဆကြပါနဲ့သတိနဲ့ဉာဏ်နဲ့ရှင်ပြီးတော့ကျန်းမာအောင်နေကြပါကျန်းမာရေးကူးစက်ကြပါလို့မှားရင်းနေပဲနှုတ်ဆက်လိုက်ပါရနော်နောက်ထပ်လည်းအခုလိုကျန်းမာရေးဘူးစားလေးတွေကိုဆက်လက်မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီ channel လေးကို like and subscribe လေးလည်းလုပ်ခဲ့ကြအောင်နော်အားလုံးပဲကျန်းမာခြင်းဒုက္ခနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ